အားလုံးပဲမင်္ဂလာပါခင်ဗျာကဘာပေါ်ကတားရွဲတွေလို့ဆိုလိုက်ရင်အရင်ဆုံးချင်းသေးတွေကြားတွေကိုပြင်းမြင်မိကြမှာပါဒီနေ့တော့တားရဲကြီးတွေဖြစ်တဲ့တောပြင်းကြီးတွေတဲကမှမပုတ်ကိုလို့ခေါ်တဲ့ဒနာရီဆန်နဲ့ချင်းသေးအုပ်စုရဲ့အကြောင်းကိုပြောပြပေးမှာပဲဖြစ်ပါတယ်ချင်းသေးတွေဟာအာဖရိကရဲ့မယန်းလင်ပင်တွေထဲမှာကိုပိုင်ကလန်ကိုပိုင်အုပ်စုတွေနဲ့အတီးတီးမင်းမှုနေထိုင်လေးရှိတဲ့တရဝါတွေပဲဖြစ်ပါတယ်အဲ့ဒီထဲမှာနာမည်ကြီးချင်းသေးကြီးတွေဖြစ်တဲ့နော့တို့စကားဖေးတို့အလွန်မှာစပိတ်ဆန်ဒေတာမှာအပိုင်သားရထားခဲ့တဲ့ဒိတ်ဒိတ်ကျဲဂန်စတာချင်းတဲ့အုပ်တစုအကြောင်းကိုပြောပြပေးချင်တာပါသူတို့အုပ်စုက2006ကနေ2012ခုနှစ်အထိမင်းမှုခဲ့ကြတာပါသူတို့အုပ်စုရဲ့နာမည်ကတော့မပိုကိုကော်လာလေးရှင်းလို့ခေါ်တဲ့ချင်းသေးဒီ6កောင်ပါဝင်တဲ့တကယ်ဂန်စတာအုပ်စုပဲဖြစ်ပါတယ်ဒီမပိုကို6កောင်ကသူတို့ရဲ့အင်အားကြီးမှုရက်စက်မှုတွေကြောင့်နာမည်အလွန်ကျော်ကြားပါတယ်စကားဖေးလိုမက်စကီတာချင်းသေးအုပ်လိုပဲဒနာကြီးလက်ဆန်ခဲ့ပါတယ်မပုတ်ကိုအုပ်စုမှာညီကိုဝမ်းခွဲတွေဖြစ်တဲ့ Pretty Boy, Rockstar, Scar, Kinky T နဲ့မပုတ်ကိုရဲ့ဟီရိုကြီးဖြစ်တဲ့ Master T တို့နဲ့အဖွဲ့ကိုစတင်ခဲ့ကြတာဖြစ်ပြီးအခြားသင်ခွဲချင်းသေးတစ်ကောင်ဖြစ်တဲ့မကူလူနဲ့ပေါင်းစည်းမိတဲ့အချိန်မှာတော့တမိုင်းမှာကြောက်စရာအကောင်းဆုံးအကြမ်းဆုံးအရက်ဆက်ဆုံးချင်းသေး6កောင်ပါဝင်တဲ့မပုတ်ကိုအုပ်စုရဲ့လို့ဖြစ်လာပါတော့တယ်ချင်းသေးတွေရဲ့ထုံးစံအတိုင်းအရွယ်ရောက်လာရင်ချင်းသေးအုပ်ကနေမောင်းထုတ်ခံရတဲ့ချင်းသေးလေးတွေကနေမပိုကိုရဲလို့ဖြစ်လာအောင်ခက်ခက်ခဲခဲရင်ဆိုင်ကြော်လွှားခဲ့ရတာပဲဖြစ်ပါတယ်သူတို့6កောင်ရဲ့ပေါင်းစည်းမှုကနေအာဖရိကမြန်းလွင်ပြင်တစ်ခုလုံးအိမ်မဆိုးတွေယူဆောင်လာတယ်လို့ပြောရင်လည်းမမှားပါဘူးပုံမှန်အားဖြင့်ချင်းသေးအုပ်စုတွေဟာ2កောင်ကနေ4កောင်ထိတာဖွဲ့တတ်ကြတယ်ဆိုပေမဲ့မပိုကိုအုပ်စုကတော့6កောင်ထိပါဝင်နေတာကြောင့်ကော်လာလေးရှင်းသမိုင်းမှာမပိုကိုတွေကတခုတည်းသောမက်ဂါကော်လာလေးရှင်းတစ်ခုဖြစ်ခဲ့ပါတယ်မပိုကိုကိုအာဖရိကဇူလူဘာသာစကားနဲ့ဆိုရင်လူဆိုးများလို့အဓိပ္ပာယ်ရပါတယ်လူဆိုးဖွဲ့ပေါ့အာဖရိကမြေယမ်းလွင်ပြင်စပိုင်ဆန်ဒေတာမှာဧက18000လောက်ကိုမပိုကိုအုပ်စုကသိမ်းပိုက်ထားခဲ့တာပဲဖြစ်ပါတယ်ဧက18000ဆိုတဲ့အကျယ်ဝန်းကအခြားချင်းသေးအုပ်စုရှစ်အုပ်စုလောက်နေထိုင်ကျစားလို့ရတဲ့အကျယ်ဝန်းလည်းဖြစ်ပါတယ်အဲ့ဒီဧရိယာထဲမှာရှိတဲ့ချင်းသေးအုပ်တွေကိုလည်းမပိုကိုတွေကအမဲဖြတ်ခဲ့တာပါမစ္စတာတီတို့အုပ်စုတက်ဖြတ်ခဲ့တဲ့ချင်းသေးကြီးပဲတစ်နှစ်ထဲမှာအကောင်40လောက်ရှိပါတယ်မပုတ်ကိုအုပ်စုတသက်တာတက်ဖြတ်ခဲ့တဲ့ချင်းသေးအကောင်ကြီး140လောက်ရှိမယ်လို့လည်းဆိုပါတယ်တက်ဖြတ်မှုတွေထဲမှာချင်းသေးပေါက်လေးတွေပါတာကထုံးတမ်းဆိုပေမဲ့မစ္စတာတီရဲ့စိတ်တစားဆန်တဲ့အပြုအမူတွေကိုအဲ့ဒီအချိန်တွေမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်မစ္စတာတီကချင်းသေးပေါက်လေးတွေကိုတက်ဖြတ်ယုံတယ်မကပဲစားခဲ့တာပါအဲ့ဒီအပြုအမူဟာတာမန်မဟုတ်တဲ့စိတ်တစားဆန်တဲ့အပြုအမူဆိုတာအုပ်စုတွေကချင်းသေးတွေကသတိထားမိလာကြပါတယ်တနေ့ဒီစိတ်တစားဆန်တဲ့ရက်စက်မှုတွေကြောင့်မပိုကိုရဲ့အကွဲပြဲဇလန်းကလည်းစလာပါတော့တယ်ဒီအရင်ကမကိုဘိုအုပ်စုကိုဦးဆောင်သူဟာမစ္စတာဒီလာမကူလူလာဆိုတာတဲကွယ်မသိရှိရသေးပါဘူးမကူလူကတခြားအဖွဲ့ဝင်တွေနဲ့သူတမတော်ဆက်ပေမဲ့မစ္စတာဒီထက်တော့အဖွဲ့ပေါ်မှာထားတဲ့တန်ရောစဉ်မြစ်တာအနစ်နာခံမှုတွေကတော့ပို့ပါတယ်ဒီလိုနဲ့ခေါင်းဆောင်နေရာကိုရယူလာတဲ့မကူလူနဲ့ငကိုကလေးကဘိုးမထားခြင်းနဲ့မစ္စတာဒီတို့ထိတ်တိုက်တွေ့ပြီးဘောင်ချဆုပ်ကြပါတော့တယ်အဲ့ဒီပွဲမှာမစ္စတာတီရဲ့ခြေထောက်မှာဒဏ်ရာရရှိခဲ့ပြီးရှင်သေးကဘာတစ်ခုလုံးကိုမြေလံပစ်ခဲ့ကြသောရှင်သေးလောကတစ်ခုလုံးကိုနေထိုင်အုပ်ချုပ်မှုကစင်ကလျားဖြစ်ပြီးကြီးလန့်စာစားရတဲ့ဘဝတွေဖြစ်အောင်ကြမ်းခဲ့ကြသောရှင်သေးအမတွေတားပေါမှုကမောက်ကမဖြစ်ပြီးပိုင်နေမရှိတကြက်မြေမရှိဗယံပဓာတွေဖြစ်အောင်ကိုရက်ဆက်ခဲ့ကြသောအာဖရိကရဲ့စပိုင်ဆန်ဒေတာကြီးတစ်ခုလုံးကိုတောက်ထုံးမှုမျိုးလုတ်ပစ်ခဲ့ကြတဲ့မပိုကိုကော်လာလေးရှင်းအဖွဲ့ကြီးနှစ်ချမ်းကွဲသွားပါတော့တယ်2008ခုနှစ်မှာမစ္စတာဒီနဲ့ကင်ကီဒေးတို့ကတအုပ်စုမကူလူဦးဆောင်တဲ့ Rockstar, Pretty Boy, Scar တို့ကတစ်ဖွဲ့ဖြစ်သွားပါတယ်မစ္စတာဒီကစပိုင်ဆန်ဒေတာရဲ့အရှိတ်ဘက်ကိုထိန်းချုပ်ပြီးမကူလူကတော့အနောက်ပိုင်းဒေတာတွေကိုအုပ်ချုပ်ထားပါတယ်ဒီနောက်ပိုင်းတွေမှာသူတို့နှစ်ဖွဲ့ချင်းထိတ်တိုက်တွေ့ဆုံမှုတွေရှိခဲ့ပေမဲ့ငယ်တန်ရောစင်တွေကြောင့်ထပ်မံတိုက်ခိုက်တာမျိုးတွေကိုတော့မလုပ်ကြတော့ဘူးလို့စောင့်ကြည့်ရေးအဖွဲ့တွေကဆိုပါတယ်ဒါပေမဲ့ကျွန်တော်မျှော်လင့်ခဲ့သလိုအဖွဲ့ကအရင်လိုပေါင်းစည်းသွားတာမျိုးတော့ဖြစ်မလာခဲ့ပါဘူးဒီလိုနဲ့မကိုဘိုအုပ်စုကွဲသွားခြင်းကသူတို့ရဲ့နောက်ဆုံးနေ့ရက်တွေကိုရောက်လာစေတယ်လို့ပြောရင်လည်းမမှားပါဘူး2010ခုနှစ်ရောက်မှတော့အားနည်းသွားတဲ့သူတို့ရဲ့ပိုင်နက်တွေတဲကိုမချင်ကလင်းလို့ခေါ်တဲ့ရှင်သေးအထီ9កောင်ပါဝင်တဲ့အုပ်စုကကျူးကျော်ဝင်ရောက်လာပါတော့တယ်2010ခုနှစ်ဇွန်လ10ရက်နေ့မှာတော့မစ္စတာဒီနဲ့ကင်ကီဒေးတို့အမဲလိုက်နေရင်ကွဲထွက်လာတဲ့မချင်ကလင်းအုပ်စုကအထီးတစ်ကောင်ကိုမစ္စတာတီတို့ညီကိုနှစ်ကောင်ကကိစ္စတုံးပေးလိုက်ပါတယ်ဒါကိုသိသွားတဲ့မချင်ကလင်းအဖွဲ့ကမစ္စတာတီတို့နှစ်ကောင်ကိုမြေလံရှာပါတော့တယ်အဲ့ဒီညမှာပဲကင်ကီဒေးတစ်ကောင်နဲ့ရှိနေတဲ့အချိန်တွေ့သွားပြီးအမဲဝိုင်းဖြတ်ခံရပါတော့တယ်
ကင်ကီတေးတစ်ကောင်နဲ့ပြန်လည်တိုက်ခိုက်ခဲ့ပေမဲ့အင်အားကမမျှတဲ့အတွက်အလူးလဲခံနေရပါတယ်ဝမ်းနည်းစရာကောင်းတာတစ်ခုကအနားမှာမစ္စတာတီမရှိတဲ့အချိန်ဖြစ်နေတာပါမစ္စတာတီရောက်လာခဲ့တဲ့အချိန်မှာတော့ကင်ကီတေးကခါယိုးကျိုးနေပြီးအသက်ကလည်းမြော့မြော့ပဲကြံပါတော့တယ်မချင်ကလင်းတွေရဲ့ဝိုင်းစာခြင်းကိုခံနေရပါမစ္စတာတီလည်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့လေးကောင်တစ်ကောင်ဖြစ်နေတဲ့အတွက်အသက်လူပြေးခဲ့ရပါတယ်မပုတ်ကိုအုပ်စုတွေကခွဲထွက်သွားတဲ့အချိန်မှာသူ့ရဲ့ညီကင်ကီတေးတစ်ကောင်ကပဲသူ့နောက်ကိုအာကိုဒီကြီးနဲ့လိုက်လာခဲ့တာပါအခုသူ့ညီကိုမကကွယ်နိုင်ခဲ့ပဲသူ့မျက်စိရှိမှရဲရဲဆက်ဆက်တက်ဖြတ်စားတောက်ခံနေရတာကိုရက်ကြည့်နေခဲ့ရတာလည်းဖြစ်ပါတယ်အဲ့ဒီညကမစ္စတာဒီတကောင်တညာလုံးဝမ်းနဲ့ပူဆေးစွာအော်ဟစ်ဟိန်းဟောင်းနေတာကိုလေးလာရေးသမားတွေကမှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်မစ္စတာဒီရဲ့အော်ဟစ်ဟိန်းတန်ကမချင်ကလင်းတွေကိုပြန်တိုက်ဖို့သူ့ရဲ့ညီကိုတွေဖြစ်တဲ့မပိုကိုတွေကိုအကူအညီတောင်းတဲ့ဟိန်းတန်ဖြစ်နိုင်တယ်လို့သူတို့ရဲ့ဘဝတစ်လျှောက်လုံးမှတ်တမ်းလိုက်တင်နေတဲ့လေးလာရေးသမားတွေကဆိုပါတယ်မစ္စတာဒီရဲ့ဟိန်းတန်ကိုတော့သူ့ရဲ့ညီကိုတွေဖြစ်တဲ့မပိုကိုတွေကကြားနိုင်ခဲ့ခြင်းတော့မရှိပါဘူးမပိုကိုတွေသာအတူရှိခဲ့မယ်ဆိုရင်မချင်ကလင်းတွေကိုအစိမ့်လိုက်ဝါဆလို့ရတယ်လို့လေးလာသူတွေကဆိုပါတယ်ဒီဖြစ်ရက်ကမစ္စတာဒီရဲ့စိတ်ကိုအစွန်းတစ်ဖက်ကိုရောက်သွားစေခဲ့ပြီးယူသွတ်သွားစေခဲ့တယ်လို့ဆိုရမှာပါအဲ့ဒီနောက်မှာတွေ့သမျှကလေးပါမကျန်အကုန်လိုက်သက်စားနေတော့တာပါပဲသူ့ရဲ့အပြုမှုတွေကသူ့ရဲ့အခြေအဆုံးကြီးကင်ကီတေးအသက်ခံရပြီးကတည်းကလုံးဝကိုမူမမှန်တော့တာပါ2012ခုနှစ်အရောက်မှာတော့အရင်သူ့အဖွဲ့ဖြစ်တဲ့မပိုကိုတွေကလည်းသူ့ကိုလက်မခံတော့တဲ့အတွက်တင်းကွဲချင်သေးတကောင်ဖြစ်သူရောက်ရှိသွားပါတော့တယ်2012ခုနှစ်အရောက်မှာတော့ Southern Pride လို့ခေါ်တဲ့ချင်းသေးအထီးလေးကောင်ပါတဲ့အုပ်စုရဲ့တပ်ဖြတ်ခြင်းကိုခံခဲ့ရပါတော့တယ်ဒီလိုနဲ့စပိုင်ဆန်ဒေတာကြီးရဲ့ဒနာအီဆန်နဲ့ဂိုင်းစတာကြီးမစ္စတာဒီလည်းတည်ဆုံးခဲ့ရပါတော့တယ်အဲ့ဒီအချိန်ကစပြီး Southern Pride နဲ့မချင်ကလင်းအုပ်စုတွေကတဖြည်းဖြည်းကြီးစိုးလာတာနဲ့အမျှမပိုကိုအုပ်စုကလည်းတဖြည်းဖြည်းအားနဲ့မိမ့်မိန်လာပါတော့တယ်နောက်ပိုင်းမှာစကားနဲ့ရော့စတာတို့ကထူးဆန်းစွာပျောက်ဆုံးသွားပြီးမကူလူနဲ့ပရီတီဘိုင်တို့ကတော့အသက်ရှင်ကြသေးပေမဲ့အရွယ်ကြောင့်နေမီတော်တော်များများကိုတော့လက်လွတ်ဆုံးရှုံးခဲ့ရပြီးဖြစ်ပါတယ်2013ခုနှစ်မှာတော့သူတို့နှစ်ဦးလုံးတဘာဝအတိုင်းတည်ဆုံးသွားခဲ့ရပါတော့တယ်သူတို့ရဲ့တည်ဆုံးမှုနဲ့အတူမကိုဘိုကော်လာလေးရှင်းကြီးကလည်းတခန်းရက်ပြီးပျောက်ကွယ်သွားခဲ့ရပါပြီဒါပေမဲ့တဘာဝတရားကြီးရဲ့ထုံးစံအတိုင်းအာဖရိကမစိမ့်လွင်ပြင်ကြီးနဲ့စပိုင်ဆန်ဒေတာကြီးမှာတော့ရှင်သေးတွေဟာတအုပ်ပြီးတအုပ်တဘိုတက်တဘိုစင်းနဲ့ဆက်လက်ရှင်သန်နေကြသေးဖြစ်ပါတယ်ခင်ဗျာနောက်ရက်ဒီမှာလည်းအခြားရှင်သေးအုပ်တွေနဲ့ရှင်သေးကလန်ကြီးအကြောင်းကိုပြောပြတင်ဆက်ပေးအောင်မှာဖြစ်လို့ subscribe လေးလုပ်ပေးကြပါဦးခင်ဗျာအဆုံးအထိကြည့်ပေးလို့ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ